ကျွန်တော်နဲ့ဂျင်မစော့ခင်ကခန္ဓာကိုယ်ကဒီလိုကျွန်တော်နဲ့ဂျင်လေးလတေချာလေးစော့ပြီးတဲ့အခါမှာခန္ဓာကိုယ်ကဒီလိုပြောင်းလဲသွားတဲ့အဓိကအချက်ကပါလေသိကျင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်ပါဒီလိုမျိုးခန္ဓာကိုယ်ပြောင်းလဲဖို့အတွက်လိုက်လို့ရမယ်အချက်၃ချက်ကိုကျွန်တော်ပြောပြပေးသွားမယ်နံပါတ်၁အချက်တစ်ပတ်ကို9ရက်လုပ်တဲ့ training program ကိုပြင်းပြင်းထန်ထန်လိုက်လုပ်ခိုင်းတယ်ပထမတစ်လ2လလောက်ကတော့ training မှာအရင်လိုက်မလုပ်နိုင်ဘူးနောက်လတွေမှာတော့ training ကအရင်အထက်လည်းပိုကောင်းလာတယ် result လည်းပိုကောင်းလာတယ်နံပါတ်2အချက်ပေါင်ချိန်ဆက်ကြီးကိုပဲကြည့်ပြီးတော့ဝိတ်ချနေရမျိုးတွေမလုပ်သင့်ပါဘူးအစီကျပြီးမာဆယ်တက်လာတဲ့အခါမှာပေါင်ချိန်ကမပြောင်းလဲနိုင်ပါဘူးဒါပေမဲ့လူကအရင်အထက်ပို့ပြီးတော့ကြစ်လက်လာမယ်ခန္ဓာကိုယ်အချိုးစားလည်းပြောင်းလဲလာမယ်မိတ်ဆွေကဒီအချက်တွေကိုပို့ပြီးတော့အာရုံစိုက်သင့်ပါတယ်နံပါတ်3အချက်ဝိတ်ချတဲ့အခါမှာအစာငတ်ခံပြီးတော့ဝိတ်ချနေရမျိုးတွေမလုပ်ရပါဘူး protein carbohydrate fiber စတဲ့အစားအစာတွေကိုအချိန်မှန်မှန်နဲ့တင့်မျှတအောင်စားပေးရပါမယ်ဒီအချက်တွေထဲမှာမိတ်ဆွေတွေရောဘယ်အချက်တွေဖြစ်တယ်လဲဖြစ်တတ်တဲ့ဟာလေးတွေကို comment ထဲမှာဝင်ရောက်ရေးပေးသွားလို့ရပါတယ်အဲ့တော့ကျွန်တော် client ရဲ့အမရဲ့နေ့စဉ်စားတဲ့ diet meal လေးတွေကိုဘူးတုဒအနေနဲ့မျှဝေပေးလိုက်ပါတယ်ယခုလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုအမြဲတင်ပေးသွားမှာမို့ follow မလုပ်ရသေးရင် follow လုပ်ထားပေးပါဦးဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့